မျော်လင့်ငယ်ပါဒီဖြစ်ပြကြောင့်တင်နာရီတုံးဆုံးလာတော့နောက်လုံးလေးပြီနောင်တနဲ့ဒီကံကြီးရဲ့စဉ်ကျူစင်တဲ့ဘဝတို့ကြေကွဲမျော်လင့်ငယ်မှာဒီဖြစ်ဖြစ်ကြောင့်တင်နာရီကြုံဆုံးလာတော့နောက်လုံးလေးပြီနောင်တနဲ့ဒီကံကြီးရဲ့စဉ်ကျူစင်တဲ့ဘဝတို့ကြေကွဲ